လူတွေကပြောင်းလဲမြန်နေဆိုတဲ့စကားကိုခင်ဗျားကြားဖို့မှာပါဒါပေမဲ့ခင်ဗျားထင်ထားသလိုမဟုတ်တာကလူတွေကရုပ်ပြပြောင်းလဲသွားတာမဟုတ်ပဲတပြေးပြေးနဲ့ရှင်ယူပြီးတော့မှစင်ကြယ်ပြောင်းလဲသွားတာပါဒီတော့ကဆိုရင်လူတယောက်ရှိခဲ့ဘူးလေလူကလူတွေကိုအရန်နှွေးထွေးပြီးတော့ရန်ပေါ်မှာအချိန်ပေးတယ်ဒါတွေလည်းအများကြီးပြောသလိုသူပြည်နာကလူတွေအားလုံးကိုဂရုစိုက်ပြီးတော့တကယ်ကိုနှွေးထွေးတဲ့လူရောက်ပြအားလုံးကသိကြတယ်တကယ်လည်းသူ့အတွက်လူတွေနဲ့တူတူရှိနေရတာကပြောရှင်မှုတစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့တပြေးပြေးနဲ့အရာတွေကပြောင်းလဲသွားခဲ့တယ်ဒီပြောနေတဲ့စကားတွေကိုလူတွေကအရေးမထားတော့သလိုလူပေးနေတဲ့မြတ်တာတရားကိုလည်းလူတွေကအလေးမထားတော့လူဘက်ကနေပေးနေတဲ့ချိန်တွေကိုလည်းတမို့မထားတော့တခါတလေဆိုရင်သူရှိနေတယ်မရှိသလိုပဲဆက်ဆံကြတယ်ဒါတွေကိုစပိုင်းမှာသူကတစ်ဖက်ကိုနားလေအောင်ကြိုးစားပေးတယ်ပို့ပြီးတော့အာရုံစိုက်ပေးတယ်ပို့ပြီးတော့ပေးစိုက်ပေးတယ်ဒီနေ့လေးမှာသူပေးသလိုမျိုးပြန်ပြီးနားလေလာလိမ့်မယ်ပြန်ပြီးရရှိလာလိမ့်မယ်ဆိုပြီးတော့လည်းယုံကြည်ထားတယ်ဒါပေမဲ့အချင်းချင်းထပ်ပြီးတော့ဖြစ်လာတဲ့အခါမှာသူ့စိတ်ထဲမှာတစ်ခုကစတင်ပြောင်းလဲသွားပါတယ်သူကအရင်လိုမျိုးနှွေးထွေးမှုတွေလည်းမပြီးတော့ဘူးအရင်လိုမျိုးနှွေးထွေးတဲ့စကားတွေကိုလည်းမပြောတော့ဘူးပြီးတော့ပြဿနာတွေကိုလည်းသူအရင်ကလိုမရှင်းပြနိုင်တော့ဘူးအရင်ကမျောတဲ့တကြီးတောင်းဆိုခဲ့တဲ့အရာတွေကိုလည်းသူကထပ်ပြီးတော့မတောင်းဆိုတော့ဘူးပြောရင်အလိုမရှိတော့သူတော်ဖြစ်သွားခဲ့တယ်တဖြည်းဖြည်းနဲ့ပဲသူကတိတ်ဆိတ်ပြီးတော့သွေးအေးတဲ့လူတစ်ယောက်ပုံစံကိုပြောင်းလဲသွားတယ်သူ့ကိုကြည့်ပြီးတော့ဘေးကလူတွေကပြောင်းလဲသွားတယ်လို့သတ်မှတ်ချက်တွေအများကြီးပေးကြတယ်ပေါ့တကယ်တော့ဒီလူရဲ့စိတ်ထဲမှာအရှင်ကလိုမချစ်တော့တာလည်းမဟုတ်သလိုအရှင်ကလိုဂရုစိုက်မပေးချင်တော့တာလည်းမဟုတ်ပါဘူး။ဘာလဲပြောရင်သူကကိုယ့်ရဲ့စိတ်ကိုကိုယ်တိုင်ကာကွယ်ဖို့အတွက်ကိုတင်ယူတက်သွားတာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့လူတစ်ယောက်ကနာကျင်မှုကိုအချင်းချင်းခံရတဲ့အခါမှာသူ့ဘက်ခံစားချက်တွေမရှိတော့တာမဟုတ်ပဲဒီခံစားချက်တွေကိုမတုံ့ပြန်ပဲနေလိုက်တယ်။သူ့ရဲ့ခံစားချက်တွေကိုချော့ချပြီးတော့သူ့ရဲ့မျှော်လင့်ချက်တွေကိုလည်းဖြည်းဖြည်းပိတ်ပစ်လိုက်တယ်။အဲဒီချိန်ကစပြီးသူ့ကိုလူတွေကအိဆက်သွားပြီးလို့ထင်ကြတာပေါ့။ဒါပေမဲ့တကယ်တော့သူအိဆက်သွားပါဘူး။တက်ပြီးတိကျအောင်ပြောမယ်ဆိုရင်တော့အဲ့ဒီလူကပြင်မဲ့သွားတာပါလူပေးတာနဲ့ပြင်ရတဲ့မညီမျှတာကြောင့်ပဲသူရဲ့စိတ်ကကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်အတိဝင်သွားတာပဲဖြစ်ပါတယ်အရင်ကလိုနှွေးထွေးတဲ့လူတယောက်ဖြစ်လူချင်းမှုတွေမထုတ်ပြတော့တာကလူရင်းထဲမှာအချစ်တွေနဲ့မြတ်တာတွေမရှိတော့တာမဟုတ်ဘဲနဲ့ထပ်ပြီးတော့လင်ယာတွေရမယ်ထပ်ပြီးတော့မနာကျင်ကျင်တော့လို့ပဲဖြစ်ပါတယ်ဒါကြောင့်တရားရောကခင်ဗျားရဲ့ဘဝထဲမှာတဖြည်းဖြည်းဝေးသွားတယ်တဖြည်းဖြည်းအေးဆက်သွားတယ်ဆိုတာသူကလူတယောက်ဖြစ်ကိုပြောင်းလဲသွားတာမဟုတ်ဘူးသူကိုပြောင်းလဲသွားတယ်လို့လည်းဘယ်ကူစားကောက်ချက်မချပါနဲ့ဒါတည်းလူတွေကပြောင်းလဲသွားတာမဟုတ်ပဲသူတို့ကကွယ်နေတာလည်းဖြစ်နိုင်ပါတယ်အခုဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေခင်ဗျားရဲ့ဘဝထဲမှာလည်းဒီလိုဖြစ်ပျက်မျိုးတွေကြုံဘူးလားဒါမှမဟုတ်ခင်ဗျားကိုရောရှားလူတွေကပြောင်းလဲသွားတယ်လို့သတ်မှတ်ဘူးလားကောမန့်မှာဆွေးနွေးပေးသွားနိုင်ပါတယ်